မင်္ဂလာပါဒီဗီဒီယိုမှာ job ဆိုတဲ့အလုပ်နဲ့ပတ်သက်တဲ့အခြေခံစကားပြောလေးတွေအနေငယ် sharing လုပ်ပေးချင်ပါတယ်ပထမဦးဆုံး job ဆိုတာအလုပ်ပေါ့နော် job ကို full time job and part time job ဆိုပြီးနှစ်မျိုးရှိပါတယ် full time job ကအချိန်ပြည့်အလုပ်ပေါ့နော် part time job ကအချိန်ပိုင်းအလုပ်ဒီ part time job အချိန်ပိုင်းအလုပ်ကိုနောက်တစ်မျိုးပြောလို့ရတာက temporary job လို့လည်းခေါ်ပါတယ်ဆိုတော့အရင်ဦးဆုံးအလုပ်ရှာတယ်ဆိုတာကို look for a job နဲ့ပြောလို့ရပါတယ်ဥပမာ I am looking for a job အတူကောင်းအနေနဲ့ I'm looking for a job I'm looking for a job ဒုတိယတစ်ခွန်းကအလုပ်လျှောက်တယ်ဆိုတာကို apply for a job နဲ့ပြောလို့ရပါတယ် I'm applying for a job I'm applying for a job I'm just applying for a job ကိုကအလုပ်လျှောက်လိုက်လို့ကိုကိုရွေးချယ်ခံရတယ်ဆိုရင်တော့ interview ကဖြေကိုဖြေရတော့မယ် right ဆိုတော့ interview အတွက်ပေါ့နော်လိုအပ်တာလေးတွေပြင်ဆင်တယ်ဆိုရင်တော့ prepare for the job interview questions အဲ့လိုပြောလို့ရပါတယ် I got an interview tomorrow so I have to prepare for the job interview questions ငါမနေ့ပြန်ငါ interview တခုရှိတယ် interview question တွေအတွက်ငါပြင်ဆင်ရအောင်မယ်အဲ့လိုပြောတာပေါ့နော် I got an interview tomorrow so I have to prepare for the job interview questions လုပ်ငန်းအတွေ့အကြုံကိုကြတော့ working experience လို့လည်းပြောတယ်တချို့တွေက work experience လို့လည်းပြောတယ်ပေါ့နော်ဘယ်လိုပဲပြောဒါကလုပ်ငန်းအတွေ့အကြုံကိုပြောတာဖြစ်တယ်ကျွန်တော်မှာလုပ်ငန်းအတွေ့အကြုံမရှိဘူးဆိုရင်တော့ I don't have enough work experience or I don't have enough working experience အဲ့လိုပြောလို့ရတယ်တကယ်လို့ကို့မှာရှိတယ်ဆိုရင် don't ကိုဖြုတ်ပေါ့နော်ကို့မှာလုပ်ငန်းတွေ့ကြုံရှိတယ်ဆိုရင်တော့ I have enough working experience I have enough work experience တကယ်လို့ကိုကအလုပ်လျှောက်လို့အလုပ်ရသွားတယ်ဆိုရင်ကိုတငယ်ချင်းပေါ်တာတွေကိုကြွားပြောလို့ရတာပေါ့နော်စားတောက်ဆိုင်တစ်ခုမှာ waiter အနေနဲ့ရှောက်လိုက်တာကိုပေါ့နော် waiter အနေနဲ့အလုပ်ရသွားတယ်ဆိုရင်တော့ I got a job as a waiter at a restaurant I got a job as a waiter at the restaurant တကယ်လို့ပေါ့နော် waiter မဟုတ်ဘဲနဲ့ cook ချက်ပြုတ်တဲ့လူအနေနဲ့ပေါ့နော်ရသွားတယ်ဆိုရင်တော့ I got a job as a cook at the restaurant I got a job as a cook at the restaurant I got a job as a cook at the restaurant တကယ်လို့ manager ရာထူးနေရာမှာကွာရှောက်လိုက်တဲ့အချိန်ရသွားတယ်ဆိုရင်တော့ I got a job as a manager at the restaurant I got a job as a manager at the restaurant ဒီမှာကြားပြပြောချင်တာကစားတောက်ဆိုင်ကို restaurant အဲ့လိုမပြောဘူးเนาะ restaurant လို့လည်းပြောတယ် restaurant လို့လည်းပြောတယ်ပေါ့เนาะဒါကိုနည်းနည်းအမှားပြင်စေချင်တယ်ဒီနေရာမှာတခြားဟာလေးတွေလည်းအစားထိုးလို့ရပါတယ်ကိုကဘန်တစ်ခုမှာပေါ့เนาะဇီးရင်ကိုင်အနေနဲ့အလုပ်ရသွားတယ်ဆိုရင်เนาะ I got a job as an accountant at the bank ဆက်ပြီးတော့ဖတ်ရလို့ရှင်เนาะ I got a job as an accountant at the bank I got a job as an accountant at the bank ကိုကအနိတ်ခမ်းမှာအနိတ်တွေတယောက်အနေနဲ့အလုပ်ရသွားတယ်ဆိုရင်တော့ I got a job as a masseur at the massage parlor I got a job as a masseur at the massage parlor တကယ်လို့ကိုကအိမ်အကူနဲ့အလုပ်ရသွားတယ်ဆိုရင်တော့ I got a job as a housemaid I got a job as a housemaid အလုပ်ကြိုးစားတယ်ဆိုတဲ့စကားလုံးက hard working ဒါကအလုပ်ကြိုးစားနေတော့လို့အဓိပ္ပာယ်ရပါတယ်တကယ်လို့ကိုကအလုပ်ကြိုးစားတဲ့လူတယောက်ဆိုရင်တော့ I'm a hard working person အလုပ်ကြိုးစားခဲ့လို့ရာထူးတူးတယ်ဆိုတာကို get promoted နဲ့ပြောလို့ရပါတယ်ဒါပေမဲ့ရာထူးတူးသွားတယ်ဒါ past မှာဖြစ်ခဲ့တာဆိုတော့ I got promoted because I worked hard 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 ကဲနောက်ဆုံးစကားပြောလေးက get a raise ဆက်ပြီးတော့ဖတ်ရလို့ရှင် get the raise ဒါက
လစာဒူးတာကိုပြောတာပေါ့နော်ဥပမာကိုကလစာဒူးဖို့အရေးအလုပ်တွေအများကြီးကြိုးစားခဲ့တယ်အလုပ်တွေအရင်လုပ်ခဲ့ရတယ်ဆိုရင်တော့ I was working hard in order to get a raise I was working hard in order to get a raise ဆိုတော့ဒီလောက်ဆိုရင်တော့ဒီ job ဆိုရဲအလုပ်နဲ့ပတ်သက်တဲ့အခြေခံစကားပြောလေးတွေနားလည်ပြီလို့မျှော်လင့်ပါတယ်ဆိုတော့ see you again